အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိတ်ဆွေတို့ဘဝမှာကျင်းတည်ကြုံတွေ့ရမယ့်အရာတစ်ခုကိုမျှဝေချင်တာဖြစ်ပါတယ်အဲ့ဒါကတော့မိတ်ဆွေတို့ဘဝမှာတစ်ချိန်မဟုတ်တစ်ချိန်ဘဝကိုတယောက်တည်းအထီးကျန်စွာဖြတ်တန်းရမယ့်အချိန်ပဲဖြစ်ပါတယ်အဲ့လိုမှမဟုတ်ရင်တော့မှဘဝကိုတယောက်တည်းဖြတ်တန်းနေရပါလားဆိုတဲ့အထီးကျန်တဲ့စိတ်ခံစားချက်တွေဝင်လာတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ဘယ်လိုဖြေရှင်းဖို့စိတ်ကူးထားကြပါသလဲအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဒီဗီဒီယိုမှာကျွန်တော်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့လူဆိုတာကမိခင်ဖခင်နဲ့မွေးလာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အရွယ်ရောက်တဲ့အခါမှာကျွန်တော်မိဘတွေဟာကျွန်တော်တို့ဘဝကနေထွက်ခွာသွားပါတယ်ထို့တူပဲကျွန်တော်ချစ်ရတဲ့ချစ်တူတွေလေမယားတွေကျွန်တော်ရဲ့သားသမီးတွေကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်တို့ကိုပညာရေးသင်ပေးတဲ့ဆရာတွေကျွန်တော်တို့ကိုလမ်းပြပေးတဲ့သူတွေဟာကျွန်တော်ရဲ့ဘေးမှာအမြဲတမ်းရှိမနေတတ်ပါဘူးဆိုတော့ကျွန်တော်လူတွေကကိုယ့်ကိုအားပေးမဲ့လို့ကိုယ့်ကိုအဖို့ပြုပေးမဲ့လို့ကိုဒုက္ခရောက်တဲ့ခါမှာအားပေးဖို့အားပေးဖက်ဒီကိုလူတွေဟာလိုအပ်တတ်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့သိထားဖို့ကဘယ်လူသားမှကျွန်တော်တို့ရဲ့ဘဝမှာအမြဲတမ်းရက်တီမပေးနိုင်ဘူးဆိုတာပါပဲဆိုတော့ဒီလိုအချိန်မှာမိတ်ဆွေတို့အနေနဲ့အဲ့ဒီပြဿနာကိုကြုံလာတဲ့ခါမှာစိတ်တက်ကြမှုတွေစိတ်ဆင်းရဲမှုတွေခံစားပြီးတော့မှအထီးကျန်မှုတွေဘဝကိုမပျော်ရွှင်တဲ့ခံစားချက်တွေဝင်လာပါဖြစ်ပါတယ်ဒီလိုအချိန်မှာမိတ်ဆွေတို့အနေနဲ့ဘယ်လိုကိုယ့်ဘဝကိုဖြတ်တန်းဖို့စဉ်းစားတင်တယ်ဆိုတဲ့အကြောင်းအရာကိုဒီဗီဒီယိုမှာပြပြချင်တာဖြစ်ပါတယ်နံပါတ်1ချက်အနေနဲ့ကတော့လောကမှာကိုယ့်ဘဝကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တယ်လို့ကိုယ့်ကိုနားလည်ပေးနိုင်တယ်လို့ကိုယ့်ဘဝကိုအောင်မြင်အောင်လမ်းပြပေးနိုင်တဲ့လူကကိုယ်တိုင်ပဲဖြစ်တယ်ဆိုတော့ကိုမမေ့ဖို့ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လူဟာကိုယ့်စိတ်ကိုကိုယ်သာအတိဆုံးဖြစ်ပါတယ်။ကိုယ်ကိုမွေးတဲ့ကိုယ့်အဖေမေကတော့မှကိုယ်တိုင်ကိုယ်စိတ်ခံစားချက်ကိုနားလည်မှာမဟုတ်ပါဘူး။ကိုယ်တာနားအလည်ဆုံးဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုတိနားလည်ပြီးတော့ဒါကိုအားပေးတတ်ဖို့အမြဲတမ်းလိုအပ်တယ်ဆိုတာတွေ့ရတယ်။လောကမှာအောင်မြင်တဲ့သူတော်တော်များများကသူများရဲ့ပြောစကားတွေပေါ်မှာ motivation ဖြစ်ပြီးတော့ဘဝကိုမြင့်တင်နေကြတာတဲ့ကိုခွန်အားပေးပြီးတော့မြင့်တင်တဲ့လူတွေကပိုပြီးအောင်မြင်ကြတယ်ဆိုတာတွေ့ရတယ်ဆိုတော့ဘဝမှာကခက်ခဲတဲ့အရာတွေကအများတန်းကြုံတွေ့ရတယ်မမျှော်လင့်တဲ့အရာတွေဖြစ်တတ်တယ်ဒါပေမဲ့ဘယ်လောက်ပဲကြုံတွေ့နေပါစေငါရဲ့မနှက်ဖြံကလှပနေမယ်ဒီအရာကိုငါလုပ်နိုင်မယ်ဒါဖြစ်မြောက်ငါလုပ်ရမယ်ငါအောင်မြင်သွားမှာပါငါဆင်ပြေသွားမှာပါအခုကြုံတွေ့ရတဲ့စိုးရိမ်စိတ်တွေကခဏတာပါဒါကဘဝရဲ့အဆုံးသတ်မဟုတ်ဘူးဆိုတဲ့အကောင်းမြင်စိတ်တွေနဲ့ကိုမွမ်းမံပြီးတော့ဒါကိုခွန်အားပေးပြီးတော့မှရှောက်လန်းနေဆိုရင်အဲ့ဒီလူတွေရဲ့ဘဝကဒါအောင်မြင်ခြင်းလမ်းပေါ်မှာရောက်ပြီးတော့ဘဝကိုပျော်ရွှင်စွာနေထိုင်ရတဲ့ဘဝတွေကိုပိုင်ဆိုင်ရတယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါကြောင့်မို့နံပါတ်1အချက်အနေနဲ့ကတော့လောကမှာကိုယ်စိတ်ကိုနားလဲပေးနိုင်လို့ကိုအောင်မြင်အောင်လမ်းပြပေးနိုင်လို့ကိုဘဝကိုဒါမြင့်တင်ပေးနိုင်တဲ့သူကကိုယ်တိုင်ပဲဆိုတော့ကိုအမြဲတမ်းနားလည်ထားဖို့လိုအပ်တယ်ကိုယ့်ရဲ့ဖေမိတွေမဟုတ်ဘူးကိုယ့်ရဲ့တငယ်ချင်းတွေမဟုတ်ဘူးကိုယ့်ရဲ့မိတ်ဆွေတွေကအမြဲတမ်းဟုတ်မနေဘူးဆိုတော့ကိုနားလည်ထားဖို့လိုအပ်ပါတယ်။ဘာကြောင့်ဆိုသူတို့တွေကအချိန်တိုင်းတာပဲကိုဘဝမှာရှိနေမှာဖြစ်ပါတယ်။ဆိုတော့ကိုအမြဲတမ်းစိတ်ခွန်အားပေးထားဖို့ရန်အတွက်အဓိကနံပါတ်1ချက်အနေနဲ့ကျွန်တော်ပြပြချင်တာဖြစ်ပါတယ်။ဆိုတော့နံပါတ်2အချက်ကတော့ဘာလဲဆိုရင်ကိုဘဝရဲ့တရက်တာတိုင်းကိုရီမန်းချက်ပန်းတိုင်လေးတွေချမှတ်ပြီးတော့ရှင်သန်သွားဖို့ဖြစ်ပါတယ်။ပြောချင်တာကတော့ပန်းတိုင်အငယ်လေးတွေကိုအငယ်လေးတွေကိုကိုယ့်ရဲ့နေ့ရက်စဉ်တိုင်းမှာချမှတ်ပြီးရှင်သန်သွားဖို့ဖြစ်ပါတယ်။ဘဝမှာရည်မှန်းချက်ကြီးကြီးမားမားရှိတာကောင်းပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့တရက်တာရည်မှန်းချက်တွေပန်းတိုင်တွေချမှတ်ပြီးတော့ရှောက်လန်းသွားမယ်ဆိုရင်ဘဝမှာလည်းကြီးမားတဲ့ပန်းတိုင်တွေကိုရှောက်လန်းသွားနိုင်မှာဖြစ်ပါတယ်။ကိုယ့်ရဲ့တရက်တာတိုင်းကိုကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုမအောင်မြင်ရင်တော့ဘဝမှာကြီးမားတဲ့အောင်မြင်မှုတွေရဖို့လည်းခက်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့တရက်တာတိုင်းမှာဥပမာအဖြစ်ငါဒီမနေ့တော့တမိုင်လောက်လမ်းလျှောက်မယ်။ငါဒီနေ့တော့ရေကူးသွားမယ်။ဒီနေ့တော့ဒီစာအုပ်ကိုငါပြီးအောင်ဖတ်မယ်။ဒီနေ့မှာတော့ငါတငယ်ချင်းနဲ့တွေ့ဆုံမယ်အဲ့ဒီနေရာမှာသွားလိမ့်မယ်စသဖြင့်ရီမန်းချက်ပန်းတိုင်အငယ်လေးချမှတ်ပြီးတော့ကိုဘဝရဲ့တရက်တာတိုင်းကိုရှင်သန်သွားမယ်ဆိုရင်ဘဝမှာပျော်ရွှင်လာမှာပဲဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ့်ရဲ့နေ့စဉ် plan တွေလည်းမရှိဘဲနဲ့ရှင်သန်သွားမယ်ဆိုရင်ကိုကလုံးလေးဖြစ်တဲ့ခါမှာဆိုရင်ပို့ပြီးတော့စိတ်ခံစားချက်တွေခံစားနေရမှာပဲဖြစ်ပါတယ်ပြည်ရမှုတွေပြီးတဲ့အခါဘဝကိုစိတ်ပြတ်မှုတွေဝင်လာမှာပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကိုနေ့စဉ်လှုပ်ဆောင်ရမယ့်ဘဝရဲ့ planကိုယ့်ရဲ့ပန်းတိုင်ရည်မှန်းချက်တွေကိုကိုယ့်ရဲ့နေ့စဉ်တိုင်းမှာချမထားတဲ့အတွက်အဲ့ဒီခါမှာအားသွားတဲ့ခါမှာဘဝမှာဒါစုံစမ်းနှောက်ယှက်ခြင်းတွေခံစားနေရမှာပဲဖြစ်ပါတယ်အဲ့လိုဖြစ်လာတဲ့ခါမှာစိတ်မပျော်ရွှင်မှုတွေဘဝကိုစိတ်ပြတ်တာမျိုးတွေဝင်လာပြီးတော့မှစိတ်တကြတာတွေဖြစ်ပြီးတော့စိတ်ခွန်အားတွေရုပ်လျော့နိုင်ပါတယ်ဒါကြောင့်မလို့နံပါတ်2အချက်အနေနဲ့ကတော့ဘဝမှာနေ့စဉ်ရည်မှန်းချက်ပန်းတိုင်ဂိုးလေးတွေချမှတ်ပြီးရှင်သန်သွားတာအကောင်းဆုံးဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ຢာတွေကိုမအောင်မေပဲနဲ့လာမယ့်အရာကိုလည်းမအောင်မေပဲနဲ့လက်ရှိပြစ္ဆုတ်ပံတရက်တာကိုရည်မှန်းချက်နဲ့ရှောက်လန်းခြင်းအကောင်းဆုံးပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မနေ့ပြန်ပါဖြစ်မလဲဆိုတာကျွန်တော်မသိတဲ့အတွက်
ကျွန်တော်ရှင်တန်နေတဲ့ဒီတရက်သွင်းမှာအကောင်းဆုံးရှင်တန်ဖို့ရန်အတွက်တဲ့ဒါကအကောင်းဆုံးအရာလဲဟုတ်ပါတယ်ဆိုတော့နံပါတ်3အချက်အနေနဲ့ကတော့ကျွန်တော်တို့လူသားတွေဟာအသက်ရှင်နေသူရဲ့ကိုလိုချင်တဲ့ပန်းတိုင်ချမှတ်ပြီးတော့အဲ့ဒီຢာပေါ်မှာအမြဲတမ်းရီမှန်းချက်သားပြီးရှောက်လန်းဖို့ဖြစ်ပါတယ်လူတစ်ယောက်ဟာဘဝမှာရီမှန်းချက်မရှိဘူးဆိုရင်တော့သူဟာအမြဲတမ်းစိတ်ပြတ်တာတွေစိတ်မပါတာတွေကိုဘဝမှာအစင်မပြေမှုတွေကိုပဲအာယုံစိုက်ပြီးတော့ဘဝကိုမပြောမရွှင်မဲနဲ့ဖြတ်တန်းနေဖို့ကများပါတယ်အဲ့ဒီခါမှာဘဝမှာပဲဖြစ်ရမှာဆိုရင်စိတ်ခံစားချက်တွေဝင်လာမယ်အထူးသဖြင့်ကိုယ့်ကိုအားပေးမဲ့လူမရှိဘူးကိုယ့်ရဲ့ဖေမမရှိဘူးကိုယ့်ရဲ့ဆရာတွေမရှိဘူးကိုယ့်ရဲ့မိဘတွေမောင်နှမတွေတငယ်ချင်းတွေကိုယ့်ဘေးမှာမရှိဘူးဆိုတော့ဒီလူရဲ့ဘဝဟာတော်တော်လေးကိုညင်ငွေပြီးတော့မှဘဝကိုညင်ငွေပြီးတော့မှစိတ်တက်ကြမှုတွေစိတ်ခွန်အားမရှိမှုတွေကိုကျင်းတွေခံစားရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ်တွေအသက်ရှင်နေတဲ့၍ကိုအသက်ရှင်ရတဲ့ရည်ရွယ်ချက်ကိုအမြဲတမ်းထားဖို့လိုအပ်တယ်ထားပါတော့ကျွန်တော်ဟာဆင်းရဲတယ်ကျွန်တော်ကမချမ်းသာဘူးဆိုရင်ကျွန်တော်ကဘာလုပ်ဖို့လဲဆိုရင်ကျွန်တော်ဟာချမ်းသာခြင်းနဲ့စိတ်ခံစားချက်ကိုထည့်ပြီးတော့ကိုချမ်းသာရမယ်ဆိုတဲ့စိတ်ခံစားချက်ကိုရည်မှန်းချက်ပန်းတိုင်ကိုထားပြီးတော့မှကိုယ့်ရဲ့နေ့စဉ်တိုင်းမှာဒီຢာတွေအတွက်လေးလာပြီးဆင်းပူပြီးတော့ကိုယ့်ဘဝကိုရှင်သန်သွားမယ်ဆိုရင်ကျွန်တော်ဟာတနေ့ကိုလိုချင်တဲ့ပန်းတိုင်ရောက်ဖို့အတွက်ရှင်သန်နေတာဖြစ်ပါတယ်အဲ့ဒီခါမှာဘာဖြစ်မလဲဆိုတော့စိတ်သက်ကြတာတွေမရှိဘူးဘာကြောင့်စိတ်သက်မကြလဲဆိုရင်ကိုကဘာအတွက်အသက်ရှင်နေလဲဆိုတာသိနေတာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဟာနေ့စဉ်တိုင်းမှာတင်ယူမှုတွေလုပ်မယ်စူးစမ်းမှုတွေလုပ်မယ်လေ့လာမှုတွေလုပ်မယ်ဆိုတော့ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်ကျွန်တော်ဟာအသက်ရှင်နေတာဖြစ်ပါတယ်ထို့အတူပဲအဲ့ဒီရည်မှန်းချက်ပြည့်စုံသွားတဲ့အခါမှာပန်းတိုင်ရွေးချက်ရောက်သွားတဲ့အခါမှာလည်းနောက်ထပ်ပန်းတိုင်ကိုချမှတ်ပြီးဘောကိုရှောက်လန်းဖို့ပဲဖြစ်ပါတယ်ဆိုတော့ပရိသတ်တို့အနေနဲ့ကိုယ့်ရဲ့ team user ချက်တွေကိုလည်း comment မှာရေးပေးခဲ့လို့ရပါတယ်အခုပြောပြသွားတဲ့အကြောင်းအရာတွေကတော့ဘဝမှာကိုဘယ်လိုခွန်အားပေးရမယ်ဆိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဘဝကတယောက်တည်းရှင်သန်ရတဲ့အချိန်တွေရောက်လာမှာပဲဖြစ်ပါတယ်။အဲ့ဒီခါမှာတော့ကိုဒါအမြဲတမ်းခွန်အားပေးတတ်ဖို့ဘဝမှာကိုနားလဲတာကိုအားပေးနိုင်တာကိုအောင်မြင်လုပ်နိုင်တာကိုပဲရှိရဆိုတာကိုနံပါတ်1ချက်အနေနဲ့ကိုအမြဲတမ်းမှတ်ထားဖို့ဖြစ်ပါတယ်။နံပါတ်2နေကတော့ကိုယ့်ရဲ့နေ့စဉ်ဘဝကိုယ့်ရဲ့နေ့ရက်တိုင်းတရက်တာစီတိုင်းမှာရည်မှန်းချက်ပန်းတိုင်ငယ်လေးချမှတ်ပြီးရှင်သန်သွားဖို့ဖြစ်ပါတယ်နံပါတ်3ချက်ကတော့ဘဝမှာအမြဲတမ်းမျှော်လင့်ချက်ရည်မှန်းချက်ကိုအသက်ရှင်နေတွေထားပြီးတော့မှရှင်သန်သွားဖို့ဖြစ်ပါတယ်နားထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်လက်ရှိမှာကိုဘဝကိုလည်းဆင်ခြင်ပြီးရှောက်လန်းတဲ့အရာတွေကိုပြန်ပြမျှဝေခြင်းဖြစ်ပါတယ်နားထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ